ကျွန်တော်တို့ဒီအိမ်ကြီးပေါ့နော်ဒီအိမ်ကြီးကတမိုင်းချောင်းရှိရလို့ပြောပြသေးလားဒါပေမဲ့ဒီအိမ်ကြီးကသူတို့အမွေဆိုင်အိမ်ကြီးလို့လည်းပြောတယ်သူတို့ကဒီအိမ်ကသူတို့ကဘေးမဲ့ပုံစံမျိုးပေးထားတာဒီအိမ်မှာဘယ်သူမှမနေဘူးနေကျင်တဲ့ဒီဘက်မှာတချို့နေကျင်တဲ့လူတွေလည်းလာနေလို့ရှိရင်လည်းသူတို့မပြောဘူးတည်မဒီအိမ်မှာကအရင်တော့ကဒီအိမ်မှာတာမညဆရာတော်ကြီးဒီမှာတည်င်းသုံးဘူးလေလို့လည်းပြောတယ်ဒါဒီကဒေတာခန်တွေပြောပြပါတော့တာမညဆရာတော်ကြီးဒီမှာတည်င်းသုံးဘူးတယ်ပြီးတော့ထူးခြားတာတခုထက်ရှိသေးတယ်အဲ့ဒါဘာလဲဆိုဒီအိမ်ရဲ့ဘေးမှာရေကန်ကြီးပဲတကန်ရှိတယ်ကြော်ပြအဲ့ဒီရေကန်ကြီးရဲ့ဒီတော့ဒီနားမှာရှိတဲ့တလိษံတွေပေါ့နော်တလိษံတွေရဲ့ဒီကန်ကြီးတကန်ရှိတယ်ဒီကန်လေးကမှရှိတဲ့ငါးတွေကိုတင်ဘေးမဲ့ပေးထားတာဘယ်သူမှဖမ်းလို့မရဘူးဖမ်းခွင့်မပေးဘူးဒါကိုလည်းတာမညဆရာတော်ကြီးကနေပြီးတော့ဘေးမဲ့ပေးခိုင်းတာပေါ့နော်ဒီကန်ဒီကန်ကြီးကအကြီးပဲအနက်ကြီးဒီထဲမှာငါးတွေအများကြီးပဲငါးကြီးဒါပေမဲ့ဘယ်သူမှမဖမ်းခိုင်းဘူးတွေ့တာမှငါးကြီးပေါ့အဲ့လိုပေါ့ဟိုငါးတွေလည်းအကြီးတွေပဲဒီမှာရှိဒီငါးတွေလည်းသူတို့ဖမ်းခွင့်မပေးဘူးဖမ်းလည်းမဖမ်းခိုင်းဘူးဒီအိမ်ကြီးပေါ့နော်အိမ်ရောဒီနားမှာလည်းအကောင်ပလောင်တွေအများကြီးပဲအကောင်ကြီးတွေပေါ့မွေတွေလည်းရှိရဒီနားမှာမွေဆိုလည်းအကြီးတွေပဲဒီအိမ်နဲ့အဲ့ဒီကန်ပေါ့နော်အဲ့ကန်ရဲ့တမိုင်းကြောင့်တော်တော်ထူးဆန်းနေဗျအိမ်ကလည်းသူကဟိုတရေ6တယ်ဆိုရင်အများတိုင်း6တာတော့မဟုတ်ဒါပေမဲ့ तू ဟိုအရင်နှောက်ရက်ပေးတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးဘယ်လိုလဲတော့မသိဘူးနည်းနည်းတော့ထူးဆန်းနေဗျဒီမှာဒီအိမ်ရဲ့တမိုင်းကြောင့်ပေါ့နော်အိမ်ကတော့ဒီနားမှာဆိုအကောင်ပလောင်ပေါ်တယ်မွေတွေလည်းပေါ်တယ်မွေဆိုလည်းအကြီးတွေပဲတွေ့လိုက်ဒါပေမဲ့လူအန်တယ်မပေးဘူးအဲ့မွေတွေကလူကိုကြိုက်တာတော့ဘာလို့တော့မရှိဘူး